မင်္ဂလာပါညရှိခွာဆက်ဆောင်မှာနှုတ်ဆက်တာပါရယ်ဧပြီလ10ရက်2025ခုနှစ်အင်္ဂါနေ့စိတ်ဝတ္တာညီးတွားသောသူတို့သည်မင်္ဂလာရှိကြအကြောင်းမူကားထိုသူတို့သည်တတ်တာချင်းကိုရောက်ကြလက်ထက်ရှိမသက်ခရစ်ချက်အခန်းချင်းကခငယ်လေးခေါင်းစီကတတ်တာသောသူဆရာယူရတန်ကစိတ်မသာညီးတွားသောသူဟုဘာသာပြန်ဆိုခဲ့သည့်နှုတ်ကပတ်တော်၏မူရင်းဂရိစ်ကားတွင်ဖိန်သိမ်းဟုလာပါသည့်အတိပင်ကအလွန်လေးနက်သောဝမ်းနည်းခြင်းဖြစ်ပါသည်သေဆုံးသွားသောသူအတွက်ခံစားရတာမျိုးပင်ပန်းနာကျင်သောနေ့ရက်များအတွက်မျက်ရည်ကျ၍စိတ်နှလုံးအကျွမ်းမဲ့ဝမ်းနည်းသောအရာဖြစ်ပါသည်အဲ့ဒီလိုခံစားချက်နတ်ရှိုင်းနေရသူကဘလို့လုပ်ပြီးမင်္ဂလာရှိရတာလဲတတ်တာချင်းကိုဘလို့ရနိုင်မလဲတကယ်တော့ဖျားခင်မျက်မှောက်တော်မှာဝမ်းနည်းနေရတာကအကျိုးရှိသောအရာပါဖျားခင်ကကျွန်တော်တို့ကိုဝမ်းနည်းခြင်းနဲ့ယဉ်ဤစေတာကအကြောင်းရှိပါသည်အာရလူမျိုးတို့၏ဆိုရိုစကားတစ်ခုရှိပါသည်နေကတစ်ချိန်လုံးပဲပူနေရင်အဲ့ဒီနေရာကတဲခန္ဓာရာဖြစ်သွားမယ် All sunshine make a desert အတိတ်ဘယ်ကဘဝမှာကောင်းတာကြီးပဲရှိပြီးဒုက္ခပြဿနာတွေကိုမခံစားရရင်ဘဝဟာတဲခန္ဓာရာလိုပဲဖြစ်သွားမှာပဲဟုဆိုလိုတာပါတခါက Anchor ဆိုသောဂီတပညာရှင်ကိုလူတူဦးကအဆူတော်မင်းကြီးတယောက်ရဲ့တခြင်းဆိုမှုနဲ့ပတ်သက်၍မှတ်ချက်ခေါ်မှတ်ပြီးရတောင်းဆိုပါသည်ဆရာတော်ကြီးအလ်ဂါကမိန်းကလေးဟာအလွမ်းတချင်းဆိုရမှာအင်မတန်မှနီးစနစ်ကောင်းပြီးပညာပါပါတယ်ဒါပေမဲ့သူကအသေးမကွဲဘူးသေးဘူးသူမှသာအသေးကွဲပြီးဆိုရင်တော့တကယ်ကိုနာမည်ကျော်ဒီတန်ရှင်ဖြစ်လာမှာပဲဟုပြောပါသည်ဝမ်းနဲ့ကြည်ခွဲရခြင်းဒီအကျိုးမဲ့တော့မဟုတ်ပါဘူးနော်လူဘဝမှာဝမ်းနဲ့ခြင်းဖြစ်တာတည်ယူရသောတည်ရန်စာရှိပါသည်အနာဂတ်မှအသာဆိုင်ရမည်ဖြစ်ပါသည်ငိုကြွေးသောသူတို့သည်မင်္ဂလာရှိအကြောင်းမူကားသင်တို့သည်ရေရကြလက်တန်းဟူ၍ကျမ်းစာလာသောအချက်ရှိပါသည်ရှင်လုကာခရစ်ဝင်ချက်အခန်းကြီးလေးခန်းငယ်20တောင်ပေါ်ဒီသနာရဲ့သခင်ယေရှုကစိတ်မသာညီတော်သောသူတို့သည်တတ်တာချင်း comfort ကိုရမည်ဟုမိန့်တော်မူပါသည်ဤလောကတွင်လဝကရိုက်ကိုပင်မစာထွန်း၍စိတ်မသာညီတော်ရတော်လဲနောက်ကာလတွင်ကောင်းကင်ဘုံမှတတ်တာချင်းကိုခံစားရမည်ဖြစ်ပါသည်ကောင်းကင်နိုင်ငံအတွက်ဝင်ခွင့်ရှိသောစိတ်တစ်မျိုးအကြောင်းပါမိတ်ဆွေအားလုံးဖျားခြင်းကောင်းပြီးပါစေ